ဆိုတော့နက်ကကျမဒီဗီဒီယိုကိုမတင်လိုက်ရဘူးကျမရဲ့စတင်နေပြီလေးရမြောင်းနေအဲ့ဒါကိုကျမဗီဒီယိုမတင်လိုက်ရဘူးဖြစ်လို့လဲဆိုတော့မနက်ကလောက်ကပြန်လာတယ်၈နာရီပြန်လာတယ်၈နာရီပြန်လာပြီဆိုတော့လေ့ကျင့်ခန်းလုပ်တယ်အိမ်နဲ့ဖုန်းပြောတယ်နောက်ပြီးတော့စာချရေးတယ်ကိုဖြစ်စင်တာကိုစာချရေးတယ်ရေးပြီးတော့အဲ့မှနဲ့အတွေးရများပြီးတော့အိပ်ပျော်သွားတယ်အိပ်ပျော်ပြီးတော့မှပြရထမင်းထစားတယ်ထမင်းထစားပြီးတော့ကြညတိုင်းဆိုတော့ပြန်အိပ်လိုက်တယ်ပြန်အိပ်ပြီးတော့3နာရီခွဲလောက်ကိုထားတယ်3နာရီခွဲလောက်ထားပြီးတော့ချက်ပြုတ်ညနေထမင်းဆိုင်ထဲဘူးနေဆိုတော့ချက်ပြုတ်ပြီးတော့အခု TikTok မှာတင်ဖို့ပေါ့နော် TikTok မှာတင်ဖို့ဗီဒီယိုတွေရိုက်တာနေတယ်ဆိုတော့ဒီမှာမအား6နာရီ20လောက်ဒီ6နာရီ20တဲ့ကြတော့လုပ်ကိုလာတယ်အခုလုပ်ကိုလာတယ်ဆိုတာကဒီ1နာရီလောက်ကြိုရောက်နေပြီနော်ဖေက6နာရီ20လာတယ်လောက်ကကြတော့8နာရီမှဝင်ရတယ်8နာရီမှဝင်ရတဲ့အခါကျတော့1နာရီကျော်တော့အလုပ်ကိုတိုးပြီးတော့ရောက်နေတာတော်ပြီးတော့ရောက်နေရဖြစ်တော့မို့အခုဒီမှာတော့အားတဲ့ခါကျတော့အခုဒီအလုပ်ရောက်ပြီဆိုရင်နိုင်ဝက်လောက်ကိုကျွန်မထိုင်းစကားနဲ့လေ့လာတယ်တကယ်ပန်းဆိုရင်2နှစ်တာရောက်နေထိုင်းစကားကိုမိတ်ခောက်ကြိုင်မိတ်ပလိုင်းလောက်ပဲတက်တယ်ဘာမှမတက်ဘူးဘက်မှာကကြတော့ထဲကျုပ်စက်ယုံဖြစ်တော့မို့မြန်မာတွေကြီးပဲအကုန်လုံးမြန်မာတွေကြီးပဲအကုန်ဖြစ်နေလို့ဘာမှမတက်ဘူးဒီဘက်ရောက်တော့မှကိုကရှမ်းနေလည်းရှိတယ်နောက်တော့ခါကျတော့ငပြားရည်လည်းရှိရဆိုတော့ဒီမှာအဲ့တော့မှအခုမှလေးချစ်ဖြစ်တယ်ဒီမှာနိုင်ဝါတော့ကျင့်နေတာပေါ့နော်နိုင်ဝါတော့ကျင့်နေတယ်အခုနိုင်ဝါမကျင့်ဘူးဒီဗီဒီယိုပေါ်လာရိုက်တာအခုဆိုရင်ညီမတို့ကညတိုင်းဆင်းရတယ်မနေ့ရှင်းညရှင်းဘက်ကိုက3နာရီဥစားရှိတယ်3ရက်ရှိတယ်ပေါ့ကွာ3ရက်ရှိတယ်ဘက်ကိုအလုပ်ခွင်မှာဆိုရင်ဒါမဲ့တက်တာတယ်ဆိုတာက pressure မရှိဘူးနောက်တော့ပုံမှန်လေးပဲအေးစစ်ပြန်လာလို့ဆိုတော့ဘာမှတောင်းတာပဲအေးစီပဲဆိုတော့လှုပ်ချင်တာလေးတွေလှုပ်လို့ရတယ်ဘုဘမှာဆိုရင်အထည်ကျုံနဲ့ဆိုတော့ဒီpoint ကိုနောက်တော့ point ကိုလည်း point ရလဲခတ်တဲ့အခါဆိုပူဆိုးတယ်နောက်တော့လည်းပဲကြတဲ့အခါလည်းဆိုပူဆိုးတယ်အဲ့ဒါဆိုရင်ထမင်းနဲ့ပုံမှန်မစားရဘူးစားပြီးတော့တန်းပြန်ကိုမှနားကျင်စီဒီဘက်ရောက်တဲ့အခါကျတော့တနားကြီးအချိန်နားရတယ်နားချိန်တွေကလည်းများတယ်ဆိုတော့အဆင်ပြေတယ်အဲ့ဒါမလို့ဒီလိုမျိုးလေးတွေကိုစားတင်ပြီးတော့တွေးပြည့်လှုပ်ဖြစ်လာတာပေါ့နော်အရင်တော့ဆိုအဲ့လိုလှုပ်ဖို့နေတာပြန်လာပြီးချက်ဖို့ပြုတ်ဖို့နေပဲလုံးပန်းနေရတာပဲဒီလိုမျိုးလှုပ်ဖို့ဆိုတာဝေးလာဝေးTikTok ဆိုတာမှတစ်ပတ်ကိုတစ်ခါလောက်ပဲဆွတ်ဖြစ်တယ်အခုဆိုရင် TikTok ကိုစော့တာတော့မဟုတ်ဘူးပေါ့နော်အခုဆိုရင် TikTok ကိုစော့တော့ဘူး TikTok မှာဈေးရောင်းတဲ့ပို့လေးတွေပဲလုပ်တော့တယ် TikTok shop ပဲလုပ်တော့တယ်ပေါ့နော် TikTok ကိုမစော့ပြတကယ်တော့စော့ခြင်းနဲ့စိတ်ကိုကြတော့ထိန်းထားတယ် TikTok မှာကြတော့ဈေးရောင်းတဲ့သူဆိုရင်ဈေးရောင်းတဲ့ပို့ကြီးပဲပေါ့တင်ရတာပေါ့နော်စော့ခြင်းနဲ့စိတ်ကိုထိန်းထားတယ်ဒါပေမဲ့မစော့ပြတော့ဘူးဈေးရောင်းတဲ့ပို့ပဲတင်တော့ဒီနေ့ကိုအများကြီးမတင်နိုင်တာမှာ2ပုံ3ပုံလောက်ပဲတင်နိုင်တယ်ပေါ့နော်ကိုလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့အဲ့လိုပဲဒါပေမဲ့သူများခါတွေကျတော့ကလေးမမေကြလုံနိုင်နေသူတို့တွေကြလည်းလုံတယ်ပေါ့နော်ကြိုးစားကြတယ်ကိုကမကြိုးစားတာတော့မဟုတ်ဘူးကြိုးစားတယ်ဒါပေမဲ့ပြေးချင်းလောက်သွားမယ်ပေါ့နော်အခုဆိုရင်ခုဘာသာစကားလေးလာတယ်ဘာသာစကားကိုနိုင်ဝါတော့ပေါ့နော်လေးလာလေးကျင်ငန်းဆိုလဲဒီနေ့ကဆိုရင်45မိနစ်လောက်လုပ်ပြတယ်ကျင်ငန်းလေ45မိနစ်လောက်တော့ TikTok short ရပြီးတော့5 တောက်တယ်အဲ့5လေးဆိုရင်မစိုးကြအဖပါလေးလည်းတောက်တယ်ဆိုတော့ခဏကလေ့ကျင့်ခန်းလုပ်တဲ့အချိန်နဲ့ဆိုတော့ပေါ့ပါနေတာပေါ့နော်နေလို့ကောင်းတယ်ဒီဘက်မှာနေရတာစိတ်လက်မှုရှိတယ်ဒါပေမဲ့ဒီဘက်မှာကျတော့တငယ်ချင်းနေနဲ့2နှစ်ကြာခင်လာတဲ့တငယ်ချင်းနေနဲ့ပေါ့နော်ဒူရမလဲတော်လာဆဆတောင်းနေလာပဲဒီဘက်မှာကျတော့ဒီမှာအတိလဲဘူးမှမရှိဘူးကိုတယောက်တည်းပဲဒီဘက်ကိုလာပြီဆိုရင်တယောက်ဒူနဲ့မှမတိဘူးဝဲစားနဲ့လာတာဖြစ်လို့မို့ဝဲစားရဲ့တငယ်ချင်းတွေကနောက်မှပြောင်းလာမယ်ဆိုတငယ်ချင်းတွေကဒီကိုမကြဘဲနဲ့တပင်းစက်ရုံရသွားဒီပတ်ဆက်မှမရဘဲနဲ့ဒီဘက်မှာကျတော့ကိုတယောက်တည်းပဲနောက်တော့လည်းဘေးပပတ်လည်းမှာဆိုလို့လည်းကောင်မလေးတယောက်နဲ့အမကြီးတယောက်နဲ့ပေါ့နော်2ယောက်ပဲရှိတယ် main ကလေးဆိုလို့အိုရနဲ့နောက်ထပ်မိုင်းနဲ့3ယောက်ပေါ့နော်အကုန်လုံးဆို3ယောက်ပဲရှိကျန်တဲ့လူတွေအကုန်လုံးယောက်ျားလေးတွေပဲယောက်ျားလေးတွေပဲဆိုတော့
နေရတာတိတ်ပြီးတော့ဟောဖြစ်ပေါ့နော်ကိုနဲ့တည်ရည်တိတ်မရှိတဲ့အတွက်ဒီလိုပဲခခင်မမင်းနဲ့ပဲပို့ပပနဲ့ပဲနေလိုက်တာဒါပေမဲ့ကိုဘက်မှာကျတော့စိတ်ပြည်ပြီးမှုများတယ်စိတ်ပူကြုံဘာကြောင့်စိတ်ပြည်ပြီးမှုများတယ်ဆိုတော့ထဲချုပ်ဖြစ်တယ်နောက်တော့လည်းကိုနေခြင်းလို့နေရနောက်တော့ပုံဝန်းကျင်ကကြတော့ကိုကလုတ်ပြန်ပြီးဒီဟလုံးလုတ်ပြန်ပြီးဆိုတော့ပုံဝန်းကျင်ကိုယူဆိုင်တဲ့လူတွေရှိတယ်ပုံဝန်းကျင်လေယူဆိုင်တဲ့လူတွေရှိရဆိုရင်တော့ကိုဖြစ်ချင်တာကြီးလည်းဖြစ်ကြမှာမဟုတ်ဘူးကိုလုပ်ချင်တဲ့အရာကြီးလည်းလုပ်ကြမှာမဟုတ်ဘူးအဲ့ဒါညီမလက်တွေ့လို့ပေါ့နော်ကိုတခုခုလုပ်တယ်ဆိုရင်တော့အခုမှပြောမှာတွက်ဆော့ရောင်းနေဆိုရင်တော့ပုံဝန်းကျင်ကပြောတယ်ညောင်းကောင်းလားလို့မီးမဲ့အစားကွာအဲ့ပစ္စည်းဖို့နေဘယ်လောက်ကုန်နေပြီလဲလို့အဲ့လိုမျိုးမေးတာဘယ်လောက်ကုန်နေပြီလဲလို့အဲ့လိုမေးရတော့ဝင်ချက်ပေါ့နော်ဟုတ်စဘာမှမဖြစ်ဘူးကိုကအခုမှစပြီးတော့ကြိုးစားနေတယ်ကိုကစပြီးတော့အခုမှလုပ်နေတဲ့လူကုန်နေတော့ကုန်ไม่สิခုချိန်မှာစလုပ်တဲ့လူဆိုလိုပဲကြိုးစားရမှာဒါကြောင့်သူများကလည်းကြိုးစားလို့အောင်နေတယ်ကိုကအခုမှကြိုးစားနေတဲ့လူဆိုတော့ကိုကအခုမှကြိုးစားနေတယ်အဲ့ဒါမျိုးကုန်နေတော့ဒါပေမဲ့ညီမနှုတ်ဆောင်မှခြင်းလက်ဆောင်မှခြင်းရှိတယ်ဒါလို့ကြစိတ်ဝင်လူတွေတငယ်ချင်းတွေပေါ့နော်ပြောပြီးတော့ကားတူစီတဲ့ကောင်လေးတွေဟောလေပစ္စည်းမအောင်မလားမိုင်းမှာပေးမယ်လေမိုင်းမှာပေးမယ်မိုင်းတော်ချော်လုံနေတယ်မိုင်းမှာပေးမယ်အဲ့ဒါကိုဝဲမှာတယ်သူတို့မှာတာလေးလို့ကိုကပြန်ပြီးတော့ဝယ်ပြီးတော့ရောင်းပြီးတော့ကြော်ညာပေးတယ်ပေါ့နော်သူတို့မှာလိုချင်တာလေးကိုလည်းမှာပြီးတော့ကြော်ညာပေးတယ်ကိုကြော်ညာပေးတယ်နောက်တော့သူတို့လိုချင်တာလေးကိုလည်းကိုကမှာပြီးတယ်ဘာဖြစ်လို့ဆိုတော့သူတို့တို့ကဗမာပဲမှာလို့ရတယ်ကွာကိုကကြတော့ဒီပစ္စည်းကိုအလုံးလိုက်အခွဲလိုက်ကိုမဝယ်နိုင်ဘူးလေမဝယ်နိုင်တဲ့အခါကျတော့သူတို့ဝယ်တာလေးလည်းကိုကြော်ညာလို့ရတယ်ကိုဝယ်တာကိုလည်းကိုကြော်ညာလို့ရတယ်အဲ့လိုမျိုးကြော်ညာတယ်ကြော်ညာဆိုတော့နည်းနည်းတော်လေးရပါတော့ပတ်စံကုန်နေနေတက်တာလေနောက်တော့ကိုကသူတို့ဝယ်ထားတဲ့ပတ်စံဟာတကယ်ပဲဆို TikTok အကောင့်2ကောက်ရှိတယ် TikTok အကောင့်2ကောက်ကိုကောက်သေးရကိုပြန်ဝယ်စီလို့သူများကလည်းပြောတော့ point ထိလို့ပြောတယ်ဒါပေမဲ့ point ထိမှာဆိုလို့ဒီမှာဟိုဘက်ကောက်ကရင်ဒီဘက်ကောက်ကိုပို့တယ်အဲ့ရရင်ပြီးတော့2ကောက်ကိုဒီချိန်ပြုတ်ဝယ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကိုလည်း commission ကရတယ်သူတို့လည်းဝယ်ပြီးတော့ကိုလည်းပစ္စည်းပြန်ကျုံရလို့ရတယ်ကိုတက်တော့အဆင်ပြေတာပေါ့နော်အဲ့တော့ကတော့အဲ့တော့သူတို့အဲ့ပတ်ဝန်းကျင်စနကလည်းအဲ့ပတ်ဝန်းကျင်ကကိုကိုစောင့်ကြည့်ပြီးတော့ပြောနေတဲ့ပတ်ဝန်းကျင်ရှိတယ်အဲ့ဒါတွေကိုယူဆိုင်နေလို့ဆိုရင်ကိုဖြစ်ချင်တာရဲ့မဖြစ်ကတော့ကိုလုပ်ချင်တာရဲ့မလုပ်ရတော့ဟုတ်အဲ့တော့ကိုလုပ်ထဲမှာဆိုရင်ကွာစိတ်နှောက်ချက်တစ်ခုဖြစ်အိမ်မနေစိတ်ပုတ်ပွားနေခုမှလည်းကိုနေလို့ရတယ်လုပ်ထဲမှာဆိုရင်ကိုနဲ့မတည့်တဲ့လူကိုနဲ့စကားများတဲ့လူအဲ့လိုမျိုးရှိရဆိုရင်စိတ်မသက်မသာဖြစ်ရတယ်နောက်တော့လေအိမ်မှာကိုကိုကြည့်ပြီးတော့ဆောင်းကြည့်မယ်လူကိုစိတ်မသက်မသာဖြစ်တဲ့လူပေါ့နော်ကိုနဲ့မတည့်တဲ့လူတွေအဲ့လိုမျိုးရှိရဆိုရင်လုပ်ထဲမှာတို့ဘာရှိတယ်အိမ်ပြန်လာတဲ့အခါကျရင်စိတ်ကြီးကလေးလံပြီးတော့ပြန်လာခြင်းတဲ့ပုံစံမျိုးဖြစ်တယ်အဲ့လိုမျိုးရှိရဆိုတခုပဲလေခရီးမဆိုင်ပါဘူးအဲ့လိုမျိုးကိုကိုယ်တိုင်နဲ့အဲ့လိုမျိုးရှိတယ်ဒါဆိုရှိရဆိုစိတ်ယုံပါမယ်နော်စိတ်ယုံပါတိတ်ပြီးတော့ဟိုဖြစ်တယ်ကြည့်မြရတယ်လို့ပေါ့ကိုယ်လည်းတိတ်ကြည့်မြရတယ်အဲ့လိုမျိုးရှိတယ်ဘူးမဆိုင်ပါဘူးမဆိုင်ကိုကအဲ့လိုမျိုးအုံနောက်ထဲကိုထဲမထဲဘူးမှလည်းထဲနေကိုလည်းမဆိုင်အဲ့ဒါမျိုးကိုကြည့်နေတဲ့ဗီဒီယိုကိုစောင့်ကြည့်နေတဲ့ပတ်ဝန်းကျင်နဲ့ဖြစ်ဖြစ်ကိုကြည့်ပြီးနာလူပဲဖြစ်ဖြစ်ကိုကြည့်မြရတဲ့လူပဲဖြစ်ဖြစ်ဘူးမဆိုင်ပါသူ့အတွက်ကြောင့်ကိုယ့်ရဲ့အပျော်တွေကိုအဆုံးရှုံးမခံပါနဲ့ကိုယ့်ရဲ့အတွေးတွေကိုအဆုံးရှုံးမခံဘူးလို့ကြောင့်အဲ့ဒါတခုပြောချင်ပါတယ်အဆုံးရှုံးမခံနဲ့ကိုယ်ဘာလုပ်ချင်လဲဘာဖြစ်ချင်လဲဆိုတာကိုပဲတွေးပါဘာလုပ်ချင်လဲဆိုတာကိုပဲတွေးပါကျန်တာကိုမတွေးပါနဲ့ကိုဖြစ်ချင်တဲ့အရာကိုပဲတွေးပါကျန်တာကိုမတွေးနဲ့အဲ့ဒါလေးပြောချင်ပါတယ်ကျန်တဲ့လူကိုဘယ်မဆိုင်ပါနဲ့ကိုကိုစောင့်ကြည့်တဲ့လူဖြစ်စေဘယ်လိုလူပဲဖြစ်စေဒီကအသက်စိတ်ထဲမှာအသက်အရှင်းဆုံးထားအပေါ်အပါဆုံးထားဒီလိုပြောချင်တယ်ဒီနေ့နှုတ်ခွန်းဆက်ပါတယ်